အားလုံးပဲမင်္ဂလာပါကိုလောက်တာကိုရသည်တဲ့ဆိုလိုတာကတော့မိမိတို့ကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်ဒါကိုဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေပဲလက်ခံရမှာမဟုတ်ဘူးတခြားဘာသာဝင်တွေတဲ့ဒါကိုသိရမယ်အာရမဲတွေတဲ့ဒါကိုသိရမယ်ပေါ့ဘာလို့လဲဆိုရင်မိမိကိုမိမိပြန်စဉ်းစားကြည့်လိုက်ပေါ့နော်မိမိကောင်းတာလုပ်နေတယ်ဆိုမိမိကောင်းတဲ့အကျိုးကျေးဇူးတွေမခံစားရဘူးလားခံစားရတယ်နော်မိမိစိုးစွမ်းနေမယ်ဆိုရင်ရောမိမိစိုးစွမ်းတဲ့အကျိုးရလဒ်တွေပဲမိမိခံစားရမှာမဟုတ်ဘူးလားအဲ့တော့ကိုလောက်တာကိုရတာပဲလေနော်ဒါကိုဘုရားရှင်ကိုရမကြီးဇာတကဝတ္ထုမှာဘယ်လိုဟောထားတာရှိလဲဆိုရင်ယာနိကရောတိပုရိတောတာနိအဋ္ဌာနိပတ္တတိတဲ့မိမိပြောဆိုနေထိုင်မှုတိုင်းတာမိမိပြန်ပြီးတော့ကြုံတွေ့ရမှာတဲ့ဆိုတော့မိမိကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့မိမိရရှိမဲ့အကျိုးကျေးဇူးဟာမိမိတည်တာပြန်ပြီးတော့ခံစားရမှာဖြစ်တဲ့ကြောင့်မို့မိမိရဲ့စိတ်နေသဘောထားပြောမှုဆိုမှုလုပ်မှုကိုင်မှုတွေကိုအမှန်တိုင်းသိအောင်မိမိကကြိုးစားပါလို့ဦးဇင်းကအထူးတိုက်တွန်းခြင်းပါတယ်